ဆိုဒါလေးစက်ရုံပေါ့နော်ဒါမြတ်စက်ရုံမှာဒီက900နဲ့ညတိုင်းအလုပ်ပြရပါတော့ဘယ်နှလိုင်းလို့ဆိုလိုင်းရတော့အများကြီးပဲနော်ဒီအောင်မြင်နိုင်တော့လိုင်းနေနေတာဖြစ်စီပေါ့နော်ခေါ်ရမှလက်ချောင်းလေးကဒါလက်ချောင်းလာတည်ပြီးရပါဗျာစက်တွေကြွားနေတာပေါ့နော်ဟိုကြောက်ဆက်ဘယ်နှထက်လဲဆိုတော့ထက်3ထက်4ထက်5ထက်လောက်တော့ရှိပြီဟောဖြစ်စီအဲ့ဒါအောက်ကခါတွေပါလုံးစက်တွေထက်တွေကြွားဟုတ်တယ်ဒီက9ရက်ပေါ့နော်ဒါကြောင့်ထက်9ရက်ပေါ့ဒီစီနေတော့မနေဘူးဒါတော့ဟိုအောက်မမြင်နေရဘူးနော်ဟုတ်စစ်အားလက်ချောင်းတွေဖြုတ်နေရအောင်စစ်မဆက်တယ်ဟိုမှာလက်ချောင်းဒါလက်ချောင်းလိုင်းတိတက်ဟောလက်ချောင်းလိုင်းတိတက်အားရအဲ့ဒါတော့အဲ့မင်းသတိထားပြီးတော့လောက်ရတယ်နည်းမောင်မဲနဲ့တော့သပစ်စီနေတယ်သတိထားပြီးတော့လည်းလောက်ရတယ်ပေါ့နော်လေသက်ရုံအမြင်ဘူးတဲ့လူတွေလေသက်ရုံမရောက်ဘူးတဲ့လူတွေလက်ချောင်းတွေပါဘယ်လိုလုပ်တယ်ပါညာဆိုကြည့်လို့မြင်ဘူးရပေါ့နော်အမြင်ဘူးကတင်ပေးလိုက်တဲ့အနေထားပါတို့ပေါ်မှာတစ်ထက်တို့ပေါ်မှာဘယ်နှစ်ထက်တော့ဟုတ်တယ်ဒါမှမဟုတ်တို့ပေါ်မှာနှစ်ထက်ရှိတယ်စင်သတိထားပြီးလောက်ရတယ်ဘယ်တော့မှလဲတွေပေါ့ဆေးနဲ့ဟိုထဲမှာဆေးလိုင်းနဲ့ပေါ့လဲတွေထွက်လာဟုတ်လားဟုတ်လေတော့ဘုံဘုံမှာနှစ်ချက်ကြောက်စရာကြီးတို့ဒါ3တက်မြောက်ကိုရောက်ကျွန်တော်လူတွေပေါ့နော်လက်ချောင်းနေဖြုတ်တာအောင်လိုင်းဖြုတ်ပြီးတော့နဲတဲ့လက်ချောင်းနေတယ်မဟုတ်ဘူးနော်တက်ဘူးဘာမှနှစ်ချက်အားတယ်ပေါ့3တက်ကဲဒီဒါလေးပါပဲအခုတည်းကဒီမှာတော့ဟိုအလုံးနဲ့အကြောင်းနဲ့ပဲ